ရှိတန်းsorry အလေတန်းမှာတော့ကလှုပ်ရှားပစ်ခဲ့တယ်ဆိုတာထပ်သူများအကိုတယောက်ပေါ့နော်ဖလန်းကအကိုတယောက်လှုပ်ကျွေးတဲ့ရန်စားကောင်းတဲ့ဝန်နိုင်ယူကျော်လှုပ်နေကြပါမယ်ရေးထည့်မယ်ပြီးတော့ပြုတ်မယ်တရေပြုတ်မယ်ပေါ့နော်တရေပြုတ်လိုက်တယ်တရေပြုတ်လိုက်ပြီးတော့နူးလာပြီဆိုရင်ဒီဝန်နိုင်ယူလေးကိုဆယ်ထားလိုက်တယ်အစောဆယ်ထားတဲ့ဝန်နိုင်ယူလေးကိုအကျော်မုံဖြူးမယ်ပြီးတော့စားထည့်မယ်အချုံမုံအရသာမုံလေးပေါ့နော်အဲ့ဒါတွေထည့်ပြီးတော့နေပါမယ်မနေသေးဘူးကြောက်နှလုံးလောက်ဖောက်ခဲ့တယ်ဖောက်ခဲ့ပြီးတော့ခါကျတော့အဲ့ကြောက်ဦးနဲ့တခါလေးနေပါမယ်ဒီကိုတင်မယ်ပြီးရင်တေအိုးရေမရှိတော့ဘူးဆိုရင်စီထည့်မယ်ပြီးရင်စီချူလာပြီဆိုရင်ဝန်နိုင်ယူလေးကိုဒရုန်းကြီးထည့်ပေးပါမယ်ဒီထဲမှာထည့်ကြော်ထားတဲ့ဝန်နိုင်ယူလေးဒီလိုမျိုးလေးအဝါရောင်ဝါညူရောင်တန်းလာပြီဆိုရင်ချလို့ရပါပြီနော်ကဲခုဆိုရင်အရင်ကအရသာရှိပြီးစားကောင်းနဲ့ဝန်နိုင်ယူကြော်လေးရပါပြီအားလုံးပဲလှူစားကြည့်ကြပါနော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ် bye